ခုနားဆင်နေရတာကတော့တနင်္သာရီဒေသရတေးကဗျရွတ်ဖတ်ခြင်းဒုတိယပိုင်းစီစဉ်ဖြစ်ပါတယ်။ဒီစီစဉ်မှာတနင်္သာရီ gallery ကထုတ်ဝေတဲ့တနင်္သာရီဒေသရတေးကဗျတွေထက်ကနေကဗျတချို့ကိုမြရအဖွဲ့သားတွေမှရွတ်ဆိုမျှဝေသွားမှာဖြစ်ပါတယ်။ဒေသရအတန်နဲ့ရွတ်ဖတ်သွားတဲ့ကဗျတွေကိုဗမာလိုပြန်ရှင်းပြပြီးကဗျပေါ်မှာခန်းစားတွေးမြင်မိတာတွေကိုလည်းမျှဝေပေးသွားမှာမို့ဒီစီစဉ်ကိုအဆုံးထိခန်းစားနားဆင်ပေးကြပါဦးခင်ဗျာ။ခုပထမဆုံးမဲလွင်ရွေးချယ်ရွတ်ဆိုသွားမယ့်ကြပြလေးကိုနားထောင်ကြရအောင်နော်။နွေတဲ့ဟာနွေယူလေးကလာဝါဟိုးခွေကလာမလီထာဟိုးကလာကွီကူပီဝါကြဲကြဲယူကျန်နေရှိပူပလန်ဝါချောပတ်ခေဖရုဖလူနေပလန်ချောကလာကလာကျန်ကန်ကောက်တီပလေမိုးရီမေဟာလန်ဆိုပြေးစာလေဘူးတော်တော်ပတ်ချောချောနာတိုမီလွန်စွာတွားခလုံးရင်နဲ့ချောခန်းအိုင်ငယ်ပါကြအာဟဲနွေလန်းဖောက်ထူဇီးပလေကူပီခရိုက်ကလော့စ်ဟောမဲကူဝေါအိုဇာပူနွေကာလာချောကလာပြေးစာကပြရေးသူ80ဒီကပြလေးကဆိုလို့ရှိရင်ဒေတာရဲ့ဝင်းရမြည်ရဲ့ပေါ့နော်နွေရသည်ကြလို့ရှိရင်ရှိတဲ့တည့်ရက်လေးတွေကိုကြွေတာဒီလိုရှိရင်နွေရသည်မှာတွင်းလေးတွေချောင်းလေးတွေမှာရေတွေနေတာတွေလမ်းတွေမှာဖို့တထောင်းထောင်းနဲ့အဲ့ဒီအငွေ့တက်လေးတွေကိုရစေတယ်ပေါ့နော်ပြီးတော့ကျမတို့ဒေတာမှာဆိုလို့ရှိရင်နေရသည်မှာဆိုလေတဖြူဖြူလေးနဲ့တစ်ပင်အောင်မှာတော်တော်လေးကိုမှနေလို့ကောင်းပြီပေါ့နော်အဲ့ဒီအရာတွေကိုလည်းပြင်ပြီးတော့အပိတ်ရစေပါတယ်နောက်တစ်ပုတ်အနေနဲ့နားဆင်ရမှာကတော့ကျဲစင်မျှဝေပေးမဲ့ကြပြလေးဖြစ်ပါတယ်ခင်ဗျာမူစီဝတ်ဝဝမူစီပန်ပလုံးထီလန်ခါတတနာရတာရှိမူစီဘူးတော့ကလာရောက်အေးလာပြီးမြင့်မူစီဝဟန်ရှိရှက်ကလေးစင်နာဆောချောတဲ့ဟန်ရက်စီစာပဲစုံမူလာပြမူစီစာစေပါဝါဆိုမှာသူကအတွဲလို့ပြောရင်တော့မူစီဝတ်မြန်မာလိုဆိုရင်တော့မစလင်ရွဲလို့ခေါ်တယ်ပေါ့နော်သူရဲ့ကပြာကကြတော့ဒီလာပြီးညကိုမရောက်ခင်ရှစ်တရက်ဆိုလို့ရှိရင်ဒီမက်စလင်ရွက်ကိုဟီးချက်စားကြတယ်ပေါ့ဟင်းချက်စားဖို့ခူးကြတယ်ပေါ့နော်ခူးတဲ့သူကကူဝယ်တဲ့သူကလည်းဝယ်လို့ရှိကြတယ်ပေါ့နော်ကျမတို့ရွာမှာဆိုလို့ရှိရင်လေဒီညကိုမရောက်ခင်ဆိုလို့ရှိရင်ရွာအုပ်ကျောင်းမှာတရွာလုံးလာယူရတယ်ဒီမက်စလင်ရွက်ကိုလေရွာအုပ်ကျောင်းမှာခုတ်ပေးထားတယ်ပေါ့နော်ခုတ်ပြီးတော့သွားယူရတယ်သူရဲ့ရတာကကြတော့ခါတက်တက်နဲ့နေတယ်ခါလေးနဲ့ပေါ့နော်စစ်လေးနဲ့နေတယ်ဒီမက်စလင်ရက်ကိုဆိုရင်လာပြီးညမှာချက်စားတာကတော့များကြတယ်ဒီထဲကိုပစွန်6လေးနဲ့တီယိုစစ်လာဒါလေးနဲ့ထည့်လိုက်လို့ရှိရင်ရတာကပို့ပြီးတော့ဟင်းချိုကစိတ်တလို့လိုခံစားရတယ်ပေါ့နော်တောက်လို့လည်းကောင်းတယ်ပေါ့နော်ဒီလူကြီးတွေပြောတာကတော့စောင်းမွန်းလာပြီးညမှာဆိုလို့ရှိရင်မက်စလီရွက်ဟင်းချိုတောက်လို့ရှိရင်ဆေးဖက်ဝင်တယ်လို့ပြောကြတယ်ပေါ့နော်ဒီကြပြလေးကိုတော့အဲ့လိုရှင်းထားတယ်ရှင်ခေတ္တထမ်းရခါထမ်းရခါတဝဲမှာပေါ်စာမှာပေါ်ဟီတီစစ်စစ်နဲ့ရစ်စေးခမခေတူးလေပေါ်စာတဲ့ခေမှာထမ်းရခါလဲပါထမ်းရရောမှာတွက်ကိတဝဲသားရော်လဲမေကန်လီခဲရောနေခိတဲ့ခေခါထမ်းတဲ့မှာရည်တံမှုကိုခွက်လို့လားအော်ညင်းတော့ဟုတ်သေးနုမဲဝေးထမ်းရခါပိတ်တာပြီးနော်ပြေဝခဗျာဖတ်သူကတော့ကျွန်တော်မောင်အကြီးဖြစ်ပါတယ်ခဗျာခေတ္တထမ်းရခါခဗျာပေါ့နော်ကျွန်တော်ဒီခဗျာမှာထမ်းရခါကျွန်တော်တဝဲမှာကျွန်တော်ထမ်းပင်နေပေါ်တယ်ထမ်းပင်ပေါ်တော့ကျွန်တော်ထမ်းရတောက်တယ်ဆိုတဲ့အကြောင်းကိုရေးဖွဲ့ထားတာဖြစ်ပါတယ်အမေထမ်းရတောက်တယ်ဆိုတော့ခေတ်ကာလအရကျွန်တော်တို့ထမ်းဒီအစစ်တွေနဲတယ်ပေါ့နော်ထမ်းရအစစ်တွေကိုတခြားရောဆက်ပြီးတော့ရောင်းနေဆိုတဲ့ဟာရဲ့ပြီးတော့ကျွန်တော်တို့ထမ်းရည်ဆိုင်မှာများသောအားဖြင့်ကျွန်တော်ဒီဘက်ကအထက်မြန်မာပြည်ကဆင်းလာပြီးတော့လုပ်တဲ့ဒီပကံသားပေါ့နော်ဒေတာခေါ်ပကံသားဆိုတဲ့အထက်သားတွေပဲရောင်းတဲ့ပုံစံမျိုးများတယ်ပေါ့နော်နောက်ပြီးတော့ဟိုတုန်းကထမ်းရည်ခါမှာအိုးနဲ့တောက်တယ်ဆိုတာထက်ဆိုင်အခုနောက်ပိုင်းရေတံဘူးကိုပဲခွက်လုပ်ပြီးတော့ပဲကျွန်တော်တို့တောက်ဖြစ်ရတယ်ဆိုတော့ပြောင်းလဲတဲ့ဟာလေးကိုဒီတဝဲသားလေးနောင်မောင်ပြေးဝပါနော်မောင်ပြေးဝနောက်ပြေးဝလို့ခေါ်တဲ့မောင်ပြေးဝနေမှာခေတ္တထမ်းရခါဆိုရေးဆက်ထားတာဖြစ်ပါတယ်နော်ကျွန်တော်တို့တော့ဒီထမ်းရကြိုက်တဲ့ဒီတယောက်အနေနဲ့ဆိုရင်ကျွန်တော်တို့တဝဲ
ကျွန်တော်တို့ဒီတလိုင်းတောင်ဘက်မှာဆိုရင်ထိုင်းရည်ဆိုင်တွေကျွန်တော်တို့ရောက်တိုင်းတောက်ဖြစ်ပါတယ်ပေါ့နော်ရောက်တိုင်းတောက်ဖြစ်တယ်ဆိုရင်ပုံမှန်တိုင်းတဝဲသားတွေရောင်းတဲ့ထိုင်းရည်ဆိုင်မှာဆိုရင်ကျွန်တော်တို့အမီးအနေနဲ့လက်ဖက်3လောက်နဲ့6လောက်နဲ့ပဲရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တခြားရက်ဆိုင်တွေမှာဆိုရင်တခြားထိုင်းရည်ဆိုင်တွေမှာဆိုရင်ဒီကြပြပါပေါ့နော်ပကံသားကြီးလာတဲ့ပေါ့နော်အထက်မှပြလာတဲ့ထိုင်းရည်ဆိုင်တွေမှာဆိုရင်တော့လေကျွတ်တွေတခြားဖားတို့เนาะအစုံရတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့သူတို့ဆိုင်မှာပုံမှန်ထိုင်ဖြစ်တာတော့ရှိတယ်သူ့ပေမဲ့ဒီပြောင်းလဲလာတဲ့ပုံစံအရာဆိုရင်လေကျွန်တော်တို့ဒီရိုးရပုံစံမျိုးနဲ့တော့မဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ဒီကြပြမှာပါတဲ့အတိုင်းပဲကျွန်တော်တို့ခွက်တွေပလတ်စတစ်ခွက်တွေရည်တမှုခွန်နေနဲ့ပဲကျွန်တော်တို့တောက်ဖြစ်တာလေးကျုံဖြစ်တာလေးဒီကြပြလေးမှာပေါ့ပါလေးအမြင်ခဲ့ရတယ်ဟာဟုတ်ကျွန်တော်တို့ကိုယ်တိုင်လည်းတွေ့ကြုံခဲ့ရတယ်ဆိုတော့ကြပြလေးကိုပဲချစ်ဖို့ကောင်းတဲ့ပုံစံမျိုးလေးနဲ့ကျွန်တော်တို့ကတော့တွေ့မြင်ပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ခေတ်သစ်ထိုင်းခါကဗျာကိုမျှဝေပေးသွားတာကတော့ညရဖွဲ့သားတူဖြစ်တဲ့ကိုအေကေဖြစ်ပါတယ်နောက်ထပ်တူရွေးချယ်ရွတ်ဆိုမဲ့ကြဗျာကိုနားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာမှမ်လီစာမဲပီဖြောရှာပီရှာတွေ့ဂါတီနာညင်လိုက်ဆိုပြေငါချောဖူဒိုဇာရှာအော်ရခေါ်ဝမလီဆိုပြေဟန်ရှိုရှာပရီရှိုရှေငါကနာစာဝန်ဆိုပြေဒါဟန်ရှိုလီကလောကန်ပီဖြောနာစာဝလေပြေမှမ်လီမဲမှမ်လီရဲ့ဝဂိရှိဘရန်စောခကေဟုတ်ကဲ့ဒီကဗျာလေးရဲ့အဓိပ္ပာယ်ကြတော့ထမင်းမြေစားမယ်ပေါ့နော်ငပိတိုးရှာတဲ့အခါမှာတိုးဆရာတွေ့တယ်ငပိတိုးကပါလဲဆိုတော့ရင်ငံတီငပိတိုးနဲ့တိုးဆရာကဒင်းကြီးတီပေါ့နော်အဲ့ဒါကအရန်လိုက်ဖက်တယ်လို့ပြောတယ်ပြီးတော့နောက်တစ်ပတ်မှာကျတော့ငချောက်ဖို့ပေါ့နော်ငချောက်ဖို့နဲ့တိုးဆရာရှာတာငချောက်ဖို့ကကျတော့ဒွယ်ခေါ်อ่ะပေါ့ငခေါ်လေးချုံနဲ့ပအိုးရင်ငပိဖြော်နဲ့ပေါ့နော်ပအိုးရင်ငပိတိုးနဲ့ကအရန်လိုက်ဖက်တယ်မို့ခမေစာရတာအရန်မြည်တယ်နောက်တစ်ခုကကျတော့ဟင်းချိုအတွက်ကဟဲချိုရှာပြီးချက်တဲ့ဟာကြတော့ပေးမေရဲ့အယိုပေါ့နော်ပေးယိုလေးနဲ့ချက်ထားတယ်ဟင်းချိုချက်ထားတယ်ပြီးတော့ငါးကင်လေးနဲ့စားရတာငပိတိုးနဲ့ပေးဟင်းချိုနဲ့ပေါ့နော်ငါးကင်လေးနဲ့စားရတာကြတော့ထမင်းအရန်စားကောက်တယ်ပေါ့နော်အရန်စားဝင်တယ်နောက်တစ်ခုကကဒက်ဟင်းချိုနဲ့ငလေးကြောက်ဖို့နဲ့ကငပိတိုးလေးနဲ့စားရတာကအင်မတန်မှစားကောင်းတယ်စားရတာအရန်လေးတယ်ပေါ့နော်အင်မတန်မှစားကောင်းတယ်အဲ့ဒါကြောင့်ထမင်းမြေစားမယ်တဲ့ထမင်းစားရတာအရန်မြေတယ်ပေါ့နော်အဲ့ဒါကြောင့်ဘိုင်းအင်းအော်ပေါ့တဝစားကြတယ်ပေါ့နော်တဝစားကြတယ်ဆိုတော့ဒေးဘယ်လေးနဲ့ရေးထားတဲ့မှမ်လီစားမယ်ဆိုတဲ့ကြပြလေးဖြစ်ပါတယ်ရှင်အခုနားဆင်ခဲ့ရတာတွေကတော့တနင်္သာရီ gallery ကထုတ်ဝေတဲ့တနင်္သာရီဒေသရဒေးကဗျာတွေထက်ကနေရွေးချယ်ထားတဲ့ကြဗျာတွေဖြစ်ပါတယ်ဒေသရဒေးကဗျာစီစဉ်အပိုင်းနဲ့ကိုဒီမှာပဲရပ်နာခွင့်ပြုပါနောက်တစ်ပိုင်းမှာမြရဖွဲ့သားတွေရွတ်ဆိုမျှဝေကြအောင်မဲ့ကြဗျာတွေကိုလည်းစောင့်မျှော်အားပေးပါအောင်နော်နားဆင်ခဲ့ကြတဲ့သူတူဦးချင်းစီကိုဒီနေရာကနေလိုက်လဲကျေးဇူးတင်ပါတယ်ခင်ဗျာ